ဒီနေ့ဘလော့လေးရတော့ကျွန်တော်တို့စင်ကိုတွားခဲ့တော့ခီးစင်ပြီးမတန်းတင်နိုင်ဖြစ်ပါတယ်တော်သားမြို့တက်ဆိုလိုပဲစင်ကာပူတစ်ခါမှမရောက်ဘူးတဲ့ခါကျတော့ကျွန်တော်မျက်စိရှိမှာမိမိများတွေ့တွေ့သမျှဟာအထူးဆန်းဖြစ်လို့နေတာပေါ့မဒီကနေပဲစီးလာဟိုနာဒီနာတွားဖို့အတွက်လိုင်းကစီတက်အဲ့နာကနေတက်စီကလည်းသွားမှလဲစီကြည့်တော့နာဒီနာကိုဆိုလို့ရှိရင်အဘဘရန်နေပြီးတော့အဲ့လာစီပြီးတော့ဆက်လို့သွားမှာရောက်ရထားစီပြီးတော့ပဲအစီပြီးတော့နော်အစီပြီးတက်မနေဘူးကွာဒီမနေဘူးကွာရန်ရေးကြည့်တဲ့နေရာတွေရောက်တာတိုက်စီတားပြီးတော့သွားတာ10မိနစ်တည်းဘယ်သူကမေးလို့ဘယ်ကနေလာတာလဲဟိုကဆန္ဒတောင်းနေပြီးတော့မြေထာမှာကျင်လည်ခဲ့တဲ့73နဲ့14နဲ့ဆန္ဒတောင်းနေကလပ်ကြီးရောက်ပြီးကလပ်ကြီးကနေပြီးတော့ဒီနေ့ရောက်ကတရားစီးတဲ့ခါကျတော့တိတ်ခက်ခဲပြီးတော့တိတ်မရှိပါဘူးသူတို့လမ်းညွန်လာတဲ့မိဘဝင်ကြည့်ပြီးသွားလိုက်ရုံမြန်မာပြည်တဲ့မတူတဲ့အချက်တွေကတော့သူတို့စီကမြောက်ရထားတွေကတန်ရှင်းတက်ရက်လုံခြုံပြီးတော့အချိန်မီလိုအပ်တဲ့ဘူတာသွားကျင်တဲ့ဘူတာအချိန်မှန်ပြီးကွက်တီသွားလာလို့ရတာပါပဲမြောက်ဘူတာတွေမှာလည်းတန်ရှင်းတက်ရက်နေတော့ထူးဆန်းပွဲရည်ရွယ်ခဲ့ရပါတယ်တော့ဝိုင်းတော့ဒီလိုင်းတွေကိုမှတွေ့ပြီကျွန်တော် line တနာရီကိုမဟုတ်ကျွန်တော်စိတ်ထင်အိုင်တရားနှောင်းလောက်နဲ့သွားတယ်ဒီနေ့ဆိုယူဆတယ်မြောက်ဘူတာတွေမှာလည်းရှင်ထွေးတဲ့လမ်းပါတယ်မြင်ရခဲ့တစ်ခုနဲ့တစ်ခုချိတ်ဆက်မိအောင်ချိတ်ဆက်ထားတာတွေလည်းကျွန်တော်တို့မြန်မာပြည်ကမြေပေါ်မှာရှိနေတဲ့တန်လန်းနေထိုင်နေတော့အများကြီးကွာခြားမှုတွေ့ရပါတယ်ကျွန်တော်တို့မြန်မာပြည်အများကြီးနောက်ကျနေရပါတယ်ဒီတိုင်းဘုတ်ဒီစားဖို့လိုက်ကြည့်နေတာပိုက်ပါစားမှာအနက်ရတယ်မဟုတ်ဘူးနော်အနက်လေးရတယ်အဲ့နဲ့လိုက်ရှာဒီနေ့လေးပြရရဲ့အဲ့ဒီနေ့လေးရာဘူရာဆင်းလိုက်တာလေ shopping mall တွေကိုလည်းရောက်ရှိသွားတယ်အောင်ပဲတွေ့ခဲ့ရပါတယ်သူမအကြိုက်ပေါ့ဟုတ်လားတရားနဲ့နော်အများကြီးဆိုတော့ဒါဖေးအကုန်ကြိုက်ပါလားအခုအဲ့မှာတောက်တယ်ကျွန်တော်တို့နိုင်ငံကသူတို့နိုင်ငံကဘာဝတော်တောင်ကြီးပြီးတရားစာတနဲ့ပတ်သက်လာရင်တော့မြန်မာပြည်ရှင်းလို့မရပါဘူး။တို့စီမှာကျွန်တော်တို့အသာချရတော့ဤပညာတွေအစီအမြင့်အစာအုပ်တွေပိုင်းနေမှာတော့ကျွန်တော်တို့အများကြီးတာပါတယ်။အဲဒီလိုနေရာမျိုးတွေဆိုလို့ရှိရင်တို့စီမှာတို့ရစင်တွေကိုနိုင်ငံငွေယူပြီးတော့ပြသရတဲ့အထိသွားပါကျွန်တော်တို့စီမှာဆိုတော့ဒါတွေကဖတ်အန်တို့မလမြိုင်တို့တောင်ကြီးတို့တလောက်တို့ပတ်မှာဆိုရင်ရမ်းမိမှလည်းမြဲတဲ့မြင်တွေ့နေရတဲ့မြင်မျိုးတွေပေါ့ကျွန်တော်ဖန်အမှာဆိုလို့ရှိရင်ထုံကြောက်တောင်တွေမြင်ရတွေ့ရမယ်လို့စီမှာဆိုလို့ရှိရင်ဒီကြောက်ဆွဲပန်းကတ်တွေတော့မှအတုလုပ်ပြီးတော့ပြသရတဲ့နေသားမျိုးဆိုတော့ကျွန်တော်ပြီးမှပြရတော့တို့တက်ဒီနေရာတွေမှာအများကြီးအတားပါလေတင်းစားရပိုင်းနဲ့ရှင်လို့ရှင်တော့မှာပြီးဘလုံးမရှင်လို့မရနိုင်ပါဘူးခြားနိုင်ငံကိုရောက်ပြီးတော့မှကိုယ်နိုင်ငံရဲ့အာသာချက်အားလည်းချက်တွေကိုနိုင်ရှင်ပြီးပါတော့တယ်ဘာဝတရားပေးတဲ့ဒေါတောင်ရှင်ကြီးစိတ်ဆန်းရည်ရမြန်မာပြည်မှာဘယ်နေရာကြီးလက်ညှိုးထိုးမလွယ်တဲ့နေရာတွေသူတို့စီမှာဤပညာကစီပေါ်ပြီးတော့တရားစားလာကစီကြည့်တယ်လို့ယူဆပါတယ်တော့ဖန်တို့ပါတော့လို့ရှိရင်လေ
ကိုပဲစားကြတယ် 我多少的？ ဘုကိဘုကိမှာဟိုအိမ်ပြန် ကို လဲ ပါတောက်ကလကြီးတော့မှတွားပြီးတော့အမှတ်ရပါသေးတယ်ပေါ်ပါတောက်ကလကြီးဆိုတော့ဘာတော့တောင်းရှင်မြေတွေနဲ့အစစ်မှန်ကိုရရှိတာပေါ့ဒါကတော့လူဖန်တီးလာတဲ့အတူရောင်နေပါပဲ ဖိဒီဘက်လိုက်ဖိဒီဘက်လိုက် ဟိုကန်းကျင်လေးတွေ့လားတော်တော်ကန်းကျင်လေးအုံးမီနေတယ်ဟာလေတဲလေးရှိတာအကုန်ရိုက်မယ်လေ ဟာစင်ကိုရလို့ရှိရင်ဒီလိုမဖြစ်လူတိုင်းတွားကြရရှိတယ် ဟုတ်ပါ မရီနာဘီစန်ဒူဆာအစားရှိတဲ့နေရာတွေလည်းလက်ပတ်ခဲ့ပါသေးတယ်ဒါကတော့စန်ဒူဆာကိုတွားပြီးတော့နိုင်ငံသားတိုင်းကာစီနိုကိုဝင်ကြီး free အနေနဲ့ passport ပြပြီးဝင်ကြီး free အနေနဲ့ကစားလို့ရတဲ့နေရာကိုတွားပါမယ်သူ့နိုင်ငံသားတွေတော့ဝင်ကြီးတစ်ခုကောက်ခံတော့ချမ်းသာရပါတယ် 我今天搞的没有， စန်ဒူဆာကိုတွားပြီးတော့ 把完了。 အိုင်စီရမှာလားအဲ့ကိုပတ်သက်ပေးတယ် ကာစီနိုကိုဖြစ်တယ်ဒီဝမ်ကစ္စလီကိုဒီမှာအဆုံးပါလို့ 还没呢。